ကောင်းလိုက်တယ်ဗျာခေါင်းလေထွက်သွားတယ်ခေါင်းလေထွက်သွားအဲ့ခုန punch ကတကယ် clean shot ရအောင်နော်အားလုံးမင်္ဂလာပါကျွန်တော်ထွန်းထွန်းပါကျွန်တော်ဒီနေ့တင်ဆက်မှာကကျော်စော်ဝင်းတို့ FedEx ချန်မှာတွားရောက်လေ့ကျင့်နေတဲ့ကြော်ထက်အားလုံးလည်းသိကြမှာပါမသိသေးရင်သူ့နာမည်မှတ်ထားပါကြော်ထက်ပါသူစိတ်သူစားပြီးတွားရောက်လေ့ကျင့်နေတာအခု time fight ရဲ့ပွဲစဉ်တွေကိုသူထိုးတက်တာ၃ပွဲရှိပြီအဲ့၃ပွဲလုံးကိုနိုင်ထားတယ်အခုတည်းရှုံးပွဲမရှိသေးဘူးအခုကျွန်တော်ဒီနေ့ပေးသက်ကြီးကိုပြမှာသူနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲအဲ့ပွဲမှာသူကဒိုင်ပွဲရနဲ့နိုင်သွားတယ်အဲ့ပွဲကဘယ်လိုရှိလဲကျွန်တော်တို့ပေးသက်ကြီးနဲ့အတူတူကြည့်ကြည့်မယ်တော်ထက်ကမြန်မာကိုစားပြုအပြာတော့ time fighter အနေတော့တော်ထက်စားနဲ့ low kick ကန်ထားတယ် high kick မထီဘူးဗျ overhead တစ်လုံးဝင်ထားတယ်နှလုံးကျွတ်တစ်လုံးတော့ထိတယ်ဗျနော်တော်ထက်ခေါင်းကိုထိထားတယ်ဒါပါနေတာလို့ပြောရမှာသူအနောက်ကိုဆုတ်လိုက်တဲ့ဟိုဘက်ကတန်ဖိုအမြင့်ဆုံးပေါ့နော်အားပြင်းဆုံးတော့မထိအားပြင်းဆုံးထိချက်တော့မဟုတ်လိုက်ဘူးကျော်ထက်ပြန်ထိထားတယ်1-2မှာ right punch ကထိတယ်ထပ်ထိရပါတော့ထိုင်ကွင်းလို့ကျွန်တော်လည်းမမြင်အောင်ဗျ body kick ကျွန်တော်ထက်ကချီကန်ချက်လေးလည်းလှလာပါတော့ဘုံကလိုမျိုးကျွန်တော်တို့နည်းနည်းပုံစုပန်းစုတော့မဟုတ်တော့တော်တော်တိုးတက်လာတယ်time fighter နည်းနည်းကြည့်ရမယ်ဆိုရင်သူကအရက်ရှိတယ်ကျော်ထက်တဲ့ reach လည်းပုံကောင်းတယ်ပြောနေရင် right cross တစ်လုံးထပ်ထိတယ်နှစ်ယောက်စလုံး punch ရှိရနော်နှစ်ယောက်စလုံးလက်သီးထိုးချက်တွေအပြန်လည်ထိတယ်အခုအနေထားမှာတော့ကျော်ထက်ကပို့ပြီးတော့ထိချက်ပို့ကောင်းတယ်ပို့တိကျရပါတော့ဘုရားကခြေရောက်တော့ခြေတန်းတော့ရှိရပြီလားခြေကန်ချက်ကအဲ့လောက်ထိမဟုတ်ကျော်ထက်ထိထားတယ်ဘလော့မလုံနိုင်ဘူးနော်အခုအနေထားအထိကြော်ထက်တွဲလုံးတွေကပို့ပြီးတော့အသက်ဝင်နေဗျာတီးရဘယ်ညာ1-2တွေ cross တွေ overhead တွေအကုန်လုံးကြော်ထက်ကပိုကောင်းတယ်ပြောနေတယ်ကျွန်တော်လက်ချောင်ရထင်သူလက်ကသူတို့တော်နဲ့ကြီးနေတယ်အောင်စလည်းတော်တော်များပုံရပါတယ်ဒါ international side kick boxing လက်အိတ်တွေဖြစ်မယ်ထင်တယ်ကြော်ထက်လည်းလောရပါတော့ပွဲကိုဖြတ်ချင်နေတယ်ထင်တယ်မြင်းဆန်ပြီးချင်တာပါတော့ time fighter ကမြန်တယ်ထိပြောရဆိုရင်ထိရဗျာကြော်ထက်ထိုးချက်တွေတော့ပိုထိတယ်ညစလုံး body kick low kick လှတယ်ဗျာအောက်ကအဲ့တွဲလုံးအရင်မိုက်တယ်နော်ဘယ်နဲ့ low kick ပြပြီးအပေါ်ကနေပြီးတော့ကျွန်တော် right punch တစ်လုံးပြစ်ကျွေးထားတာတော်တော်လှတယ်ထပ်ဝင်တယ်တိတ်တော့အားမရဘူးဟိုက block လုပ်ထားရပါတော့ဘလော့ပြန်ကြည့်ရအောင်ဘလော့ဖြစ်နေပြန်လေတီမီတော့မရှိဘူးပြန်တွန်းထုတ်ထားတယ်ပထမချီပြီးသွားပြီပထမချီပြီးတာကြော်ထက်ကိုပို့ပြီးကြိုက်တယ်ထိချက်တွေပို့တိကျတယ်လက်သီးတွေပြန်ဘက်တော့ဆိုင်လက်သီးချက် high kick ပါလိနော်ထိလိုက်လို့တော့မချောင်းဘူးရတိရကျွန်တော်ရှက်ထိရလို့ထင်တယ် high kick ကျော်တာကကြည့်ရနောက်ခြေလမ်းတစ်လမ်းဆိုရင်တော့လက်သီးတွေကျွန်တော်လက်သီးတွဲလုံးနေရကြံခဲ့သေးရပါတော့ဒီကဒါအဲ့ဒါကောင်းတာထိုးသက်ပေါက်တွေပေါ့နော်ကောင်းတာထိုးတဲ့ထိုးပေါက်တွေကောင်းလိုက်တယ်ဗျာခေါင်းလေထွက်သွားတယ်ခေါင်းလေထွက်သွားအဲ့ခုန punch ကတကယ် clean shot ရအောင်ပေါ့နော်ဟိုထပ်ထိုးထားသေးတယ် time fighter အခုအချိန်ထိမှာသူ့ရဲ့ပေါင်မရှိတော့ပါဝါကြောက်တယ်ခုနကြော်ထက်ကလက်သီးပြင်းအားတော်တော်ပြင်းတယ်အခုတည်းကကြော်ထက်မှာပါဝါတွေကြံသေးတယ်ထပ်ပြီးကြော်ထက်ကတွဲလုံးနေနဲ့ဖိအားပေးထားပါတော့ကျွန်တော်အဲ့လိုမျိုးတွဲလုံးနေပေါ့နော်မတိမသက်တွဲလုံးနေလို့ကျွန်တော်ပြောလို့မရတော့သူ့ရဲ့ဒီပထမဆုံးဒီမွေထိုင်းမှာမိတ်ဆက်တဲ့ပွဲထက်သူအများကြီးတိုးတက်လာတယ်ဒါပေမဲ့ဒီပါဝါဘိုင်းမှာလည်းတော်တော်တိုးတက်လာလို့ပြောလို့ရပါတယ်ကျွန်တော်အများကြီးဝေဖန်လို့တော့မရှောက်ပါဘူးဒါသူ့ရဲ့3ပွဲမြောက်မှာဖန်စီထိထားတယ်နောက်တော့လှန်သွားတယ်ဗျတထောင်ကျွေးရtime fighter ကခြေကန်ချက်တစ်မျိုးပဲပါလာတယ်
ထိုင်းဖိုက်တာရှေ့လမ်းကိုတိတ်မတိုးချင်တော့ဘူးဟိုဘက်ကအဝင်ကြော်ထုတ်ဝင်လာမယ်အဝင်ပဲသူထိုင်းဆောင်ပြီးတော့ကောင်းတာထိုးဖို့ပဲသူပြင်နေရပါတော့အဲ့ဒါကဘာပြောလဲဆိုတော့တက်လုံးမပါအောင်ကြာနေတော့ကျွန်တော်မြင်ရတယ်ကြော်ထက်အခုဒီပွဲကြည့်ရတာကြော်ထက်ကရန်ဖန်ရန်ခါပေါ့နော်ရန်ဖန်ရန်ခါသူ့ရဲ့လောတာလေးတော့ရှိတယ်ဒါပေမဲ့တချို့ထွက်တဲ့ clean shot တွေအရင်တိကျတယ်မစိုးဘူးပေါ့နော်ခုနမြင်လိုက်လားမသိဘူးတလုံးထိသွားတယ်ပေးပြီးတော့ထူတာဗျာတိရဟိုကောင်လေးကလည်းမစိုးဘူးမြေကြီးပေါ်လုံးဝမလဲဘူးနော်ပေးပြီးထူတာနှစ်ယောက်စလုံးကအသေးကောင်းတဲ့ fighter လေးပဲငယ်ရွယ်လေးနေပဲတဲ့လက်တောင်မကနိုင်တော့ဘူးဗျာဟိုဘက်က fighter အာထိရနော်ဒါဒုတိယအချီပြီးကန်နေမှာနှလုံး clean shot ရသွားတယ်အစိုးရကြည့်လို့ကောင်းတယ်ကြော်တက်အများကြီးတိုးတက်လာတယ်ကျွန်တော်ဒါကိုအတိမတ်ပြရမှာနော်သူအများကြီးကြိုးစားထားရဲဆိုတော့ဒီပွဲသူ့ရဲ့ကိုဟန်လှုပ်ရှားမှုတွေကြည့်နေကျွန်တော်သိနိုင်တယ်ဒုတိယပိုင်းပြန်စပြီ look it ထပ်ပြီး look it နေမယ်ရှေ့လန်းတူအောင်နော်ရှေ့တလန်းတူရဲ့ look it တယ်ရှေ့လန်းတူရဲ့ look it တယ်နော်ထိုင်းဖိုက်တာဆိုချီကန်ကြက်ပဲဗျာဒီတတိယချီကတော့သူတော်တော်ကြရွယ်ကြော်ထစတာမီနာချီချူဖို့ကောင်းတယ်ဂရိတ်ကြံသေးရထိတယ် punch look it punch နှလုံးထိတယ်အောက်တုံဟိုင်းကြောက်ရတယ်လှတယ်ဗျာအဲ့တလုံးထိတယ်နောက်ထပ်တွဲလုံးတထောင်ထိတာဗျာတထောင်ထိပြီးတော့ဒီနှစ်ထင်းကတထောင်ထိပြီးတော့အောက်ကိုပြုတ်ချအောက်ကိုငိုက်ကြအောင်နော်တထိုးတယ်ဟုတ်တယ်ဖိအားပေးရမှာဟိုဘက်ကဘာမှလုပ်လို့မရတော့ပွဲကိုဖြတ်နိုင်အောင်ဖိအားပေးရမှာလက်ကိုမထွက်တော့ဗျာတိကာလည်းမခံနိုင်တော့အတိုင်းပွဲရက်လိုက်တယ်ကျွန်တော်မြင်လိုက်တဲ့အတိုင်းပွဲရက်လိုက်တယ်ဟိုဘက်ကမရတော့ဘူးဗျာဟို fighter လက်လည်းမထွက်တော့ချော်လည်းမထွက်တော့ okay ကြော်ထက်9သွားပြီဒီပွဲကတော့ကျွန်တော်တို့ကြော်ထက်က3ပွဲမြောက်9ပွဲဖြစ်တယ်ဒီပွဲမှာကြော်ထက်အရန်တိုးတက်လာတယ်အဲ့ဒါကိုကျွန်တော်ပြည်သက်ကြီးကိုတင်ပြခြင်းဖြစ်ပါတယ်နောက်ရောက်ပါလေဒီလိုဗီဒီယိုလေးတွေကိုပဲတင်ပြအောင်မှာဖြစ်တယ်ကျွန်တော် channel ကို subscribe လုပ်ထားပါဒီလိုမျိုးကြော်ထက်ကတိုးတက်လာမှုတွေပေါ့နော်ကျွန်တော်အများကြီးမျှော်လင့်ထားတယ်ကြော်ထက်ကဒီသူတွားရောက်လေ့ကျင့်နေရဲ့ဒီ Fairness ချန်နောက်ပြီးတော့ဒီအခုသူတွေ့ခဲ့တဲ့ fighter တွေထက်အခုရှင်းကြည့်သူတွားရောက်လေ့ကျင့်နေထိုင်တာစီးကန်တကြနဲ့ဟိုဘက်ကတင်ယူပို့ချမှုတွေအရန်ထိရောက်တဲ့အတွက်ကြော်ထက်9ပွဲတွေဆက်နေရဖြစ်တယ်နောက်များမှာလည်းဒီလိုဗီဒီယိုလေးကိုထပ်ပြီးတင်ဆက်အောင်ပါအားလုံးဒီတစ်ခေါက်တော့ see you ပါဗျ